တော့ကျွန်တော်တို့ရဲ့ချင်းမိုင်နောက်ဆုံးညတဲမဲဟိုတယ်လေးကြီးသွားနေတာပါဒါကတော့မန္တလေးကျုံကြီးပေါ့ဗျာဟုတ်ပါချင်းမိုင်ကျုံကြီးပေါ့ဗျာဆိုရင်ကျွန်တော်တို့တဲမဲဟိုတယ်ရောက်ပါပြီဟုတ်လားညဟိုမှာရက်လိုက်ပါမယ်ဒါပေမဲ့အဲ့ကောင်ကြီးအားလုံးစိုက်ကစတန်အားသွားနေပြီနော်โอเคကျွန်တော်အခု check in သွားလုပ်ပါနောက်ဆုံးတဲမဲ့ဟိုတယ်ဖြစ်ပါရေကူးကန်နေပြီးရေလာကူးမှာပါ Hello Can I check Can I show the photo Is it Passport စာအုပ်မပါလာလို့တော်ပြီတပုတ်နဲ့ရ That's what I thought, like every, like basically every purchase is $40, you know? Check in ဝင်ပြီးသွားပြီ room number 427သွားမယ်မှာအထုပ်ဆွဲတဲ့ကောင်လေးရှေ့ကနေပါဘဲပွိုင်းရရောဘဲပွိုင်းလေးကောင်လေးယူကိုယူတကားလိုက်ဖွင့်မယ်ဒီမန်နီကောင်းကောင်းပေးမယ်Yeah, puli ba, puli ba li ba shi ya. စလုံးလုံးနေကျေတော့တူတော့ Please respect the rule. Please respect the rule. Okay. Okay, နလောတော့လေနလောဟောရ. ဒါကြတဲ့ apartment ဆန်ဝိုင်း ဟဲ့ဟောဘန်ကောက်ရောက်သွားလို့ပဲအဲ့ဒါပေမဲ့အခန်းတကားလေးတွေကတော့နည်းနည်းစံပါသေးတယ် အဲ့ဆိုဝိုင်းဘုရားထင်တယ် ကြာတော့တောင်ငန်းပေါ့ကျွန်တော်တို့ခံဒီတောင်ငန်း green ပေါက်ပါမယ်လုံးဝ garden view နဲ့တောင်ငန်းပါ Okay ဝင် ကဲ room tour လေးလုပ်ပေးမယ်ဗျာဩဒီလိုမျိုး single bed နှလုံးကျေအောင်ရရေခဲစားလည်းပါ ဟုတ်ရှစ်ခေါက်ကတဲတဲ့ဥစ္စာရမပေါ့နော် အေးဒီမှာ ကျန်တာမပေါ့ share လေးလုံးပါမယ်ပြီးအင်္ဂါနေချုပ်ကန်တွဲရဲ့ဒီနိုင်ရရန်ကြီးမမိုင်း Okay ပါမပေါ့ဘူး ကဲဒါပါပဲအော်ရဒီဘက်မှာ space တစ်ခုပါသေးတယ်အကယ်၍3ယောက်ဆိုဒီမှာ extra နဲ့ထိုးရ တော့လိုက်တယ်ပါလားမပေါ့နော် သွားလိုက်တယ်မပါ right တန်ချင်းမိုင်ရှေ့ထောက်တဲ့ဟိုတယ်မှာလည်းမပေါ့ဘူး ချင်းမန်ဟိုတယ်တွေအကုန်လုံးကသွားလိုက်တယ်မပေးဘူး မပေးဘူးလေမပေးဘူးပြည့်နေ ဟုတ်ငါတို့ပဲဘတ်ဂျက်လေးတင်းလို့လားမသိ ကိုပေါ့ယူလာခဲ့အဲ့တော့လိုက်တယ်ကတော့ အာရှစ် ဝင်ဝင်ရမယ်ဒီတော့ ဒီဟိုတယ်ကဘယ်လောက်လဲငါတို့ 120နဲ့ရ မဟုတ်ဘူးအဟုတ်တယ်ကျွန်တော်ဒီဟိုတယ်က222နဲ့ရ222မဟုတ်ဘူး229နဲ့ရအဲဒီဈေးနားမှာပဲ230ပါအဲ့လောက်လေးပဲရှိ 3000တော့မပြေဘူး ဆိုရေကူးကန်လည်းပါတယ် 3000တော့မပြေဘူး